နေကြချိန်မှာမွေးဖွားလာသူဟိုးရှိရှိတုန်းကပေါ့မရဏပူရာလို့ခေါ်တဲ့ရွာငယ်လေးတွာရှိခဲ့ပါတယ်။ဒီရွာကလူတွေဟာအလုပ်ကြိုးစားပြီးတော့ပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်ကြတယ်။ရွာနဲ့မနီမိုးကြီးမှာတော့တောအုပ်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။အဲဒီတောအုပ်ကြီးကိုဖြတ်သွားရင်တခြားပြည်နယ်တစ်ခုရောက်နိုင်တယ်။တစ်ခုရဲ့တော်လန်မကြီးလည်းရှိနေခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့ရှက်နေငါစပြီးအဲဒီတော်လန်ကိုဖြတ်သွားရဲ့ဘယ်သူမှဆိုထူးဆန်းစွာနဲ့တည်ဆုံနေကြတဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။အဖေဒီလမ်းမသွားပါနဲ့တော့တမီးအရင်ကြောက်နေပြီ။တခြားလမ်းကနေပဲသွားကြရအောင်နော်။ဟေးတိတ်တိတ်နေစမ်း။တမီးရဲ့ဘေးမှာငါတယောက်လုံးရှိနေရပဲ။ပြီးတော့ဒီခေတ်ကြီးမှာတရဲတစီဆိုတာမရှိပါဘူးကွာ။ဗဇက်ပေပြီးလိုက်ခဲ့။ဥပဒူဟာတမီးဖြစ်သူရဲ့စကားကိုနားမထောင်မင်းနဲ့တောအုပ်ထဲကိုဆက်ပြီးခေါ်ဆောင်သွားခဲ့။တော်ရီကိုတဖြည်းဖြည်းနှက်ဆိုင်စွာရောက်ရှိသွားချိန်မှာတော့ရုတ်တရက်အတန်တကူကြားလိုက်ရတာပေါ့။အဖေသမီးပြောတာပဲဒီတော်ရမသွားပါနဲ့လို့အဖေကသမီးစကားနားမထောင်တာဒီမှာပဲခဏနေခဲ့ငါအထဲဝင်ကြည့်လိုက်အောင်မေငါ့တခုဖြစ်သွားရင်တော့သမီးချက်ချင်းဒီနေရာကနေထွက်ပြေးရနော်အဲ့လိုနဲ့ဥပဒူဟာရှေ့ကိုတိုးပြီးတော့ကြေးလိုက်တဲ့ချိန်မှာပဲသူ့နောက်ကနေအမေရောင်အရေးကြီးတခုကသူ့သမီးကိုဆွဲခေါ်သွားပါတော့တယ်အဖေသမီးလေးဘာမှဖြစ်စေအောင်နော်အဖေလာပြီသမီးလေးကြည်စမ်းအဖေရောက်လာပြီလေထွက်ခဲ့ပါအောင်သမီးရဲ့အဲ့ဒီချိန်မှာပဲချောင်မုတ်တီတဲကနေအမေရောက်အရေးကြီးတခုထပ်ပေါ်လာပြီးတော့ဥပဒိုတိုက်ခိုက်ပါတော့တယ်ရှင်ကျမပြောတဲ့စကားနားမထောင်လို့ကုလို့ဖြစ်ရတာမသွားပါနဲ့လို့တားနေရကြနေကျမစကားနားမထောင်မေးသွားခဲ့တယ်တကြီးမင်းခမကျုပ်တို့ရွာလူတွေဘယ်ချိန်ဒီလိုအသေးခံနေရမှာလဲဒီလိုတေဆုံးနေရတွေကိုကြည့်ရတာဘယ်တလိမ့်ဆန်ရဲ့လက်ချက်မှမဟုတ်လားဘူးဗျကျွန်တော်နမကြီးတောင်မနေ့တည်းကအိမ်ပြန်မရောက်သေးဘူးမင်းပြောတာမှန်တယ်ဒါဟာဘယ်တလိမ့်ဆန်ရဲ့လက်ချက်မှမဟုတ်ဘူးဘလူးတကောင်ရဲ့လက်ချက်ပဲဖြစ်ရမယ်ရွာသူရွာသားအားလုံးကိုအဲ့ဒီတောအုပ်ထဲကိုလုံးဝမသွားဖို့ပြောထားလိုက်ပါတကြီးမင်းရဲ့တခြားမြို့ကိုသွားဖို့ဟာဒီတလန်ပဲရှိကြလေဗျအဲ့ဒီလန်ကလာတဲ့လူတိုင်းအသက်ခံနေရတာအခုတုတ်တို့ဘယ်လိုလုပ်ကြမလဲငါတို့အပြေမရှာနိုင်သေးတဲ့မြကာလာပတ်လုံးအဲ့ဒီတော်တွေကိုဘယ်သူမှမသွားကြနဲ့ရွာတွေကလူတွေကိုလည်းတားကြပါအဲ့ဒီလိုနဲ့ရွာသူရွာသားအားလုံးဟာဘလူးကိုကြောက်လို့တော်တွေကိုဘယ်သူမှမသွားရဲကြတော့ပါဘူးဒါပေမဲ့တနေ့မှာတော့ဟက်ကောင်လေးငါနဲ့မနေ့ကပြောထားရင်နော်အိမ်မှာထင်းကုန်နေပြီဘာလို့သွားမခုတ်ခဲ့တာလဲအခုနေ့ရဲ့အာသူဘမီးပုံနဲ့ထမင်းချက်ရမှာလားမရှိရဲ့ကျွန်တော်မနေ့ပြန်မနေ့ကျမှသွားခုတ်ပါမယ်ခုချိန်ကြီးတော်ရဲသွားရမှာမကောင်းဘူးဗျအဲ့ဒီတော်ရဲဝင်တဲ့သူတိုင်းပြန်မလာဘူးလို့ကြားထားတယ်ဒါဆိုနေ့အတွက်နဲ့ငါတို့ကမနေ့ထိအငက်ခံနေရမှာလားဘယ်သူမှမသိအောင်တိတ်တိတ်သွားပြီးတော့ထင်းသွားရှာခဲ့စမ်းမရှိရဲ့ကျွန်တော်မနေ့ပြန်မှသွားပါမယ်ဗျအရန်ကြောက်လို့ပါမကြီးရဲ့အကိုမကြီးကိုကူပြောပေးပါအောင်မင်းမကြီးကိုငါဘာပြောရမှာလဲမင်းပဲသွားလိုက်ပါမင်းမသွားရင်ငါသွားရလိမ့်မယ်နေပါကျွန်တော်ပဲသွားလိုက်ပါမယ်အဲ့လိုနဲ့ကောင်လေးဟာဝမ်းနေစွာနေပဲတော်ရီကိုထက်လာခဲ့ပါတယ်ဟေးမောင်မို့ငါတို့ဒီလိုလာစမ်းမင်းကဘာလို့ဒီတောဘက်ကိုသွားမလို့လဲညနေဆောင်ဒီတောရဲသွားတာမကောင်းမှုဆိုတာမသိဘူးလားကျွန်တော်လည်းဘာတက်နိုင်မှလဲဖာကြီးရဲ့ကျွန်တော်အကိုနဲ့မကြီးကတောရဲမှာထင်းသွားယူခံလို့သွားရတာပါအမေသာရှိသေးရင်ကျွန်တော်ဘယ်တော့မှလွတ်မှာမဟုတ်ပါဘူးအေးကွာမင်းမမိဘတွေသာရှိနေသေးရင်ဒီလိုတွေလှုပ်ရှားတာမလို့ကဲသွားဒါပေမဲ့မောင်စမပြုတ်ခင်တော့ပြန်လာခဲ့နော်ဟုတ်ကဲ့ပါကြီးကျွန်တော်အခုပဲသွားလိုက်ပါမယ်အဲ့လိုနဲ့မောင်မိုးဟာဝမ်းနေတဲ့စိတ်နဲ့တောအုပ်ကြီးစီကိုရှောက်လာခဲ့ပြီးထင်းကောက်တဲ့အလုံးမှာအာယုံစိုက်နေခဲ့တယ်အချိန်တော်ကြာတဲ့ခါမှာတော့ထူးဆန်းတဲ့အတန်တကူကြားလိုက်ရတယ်ဘသူလဲဟာရှေ့ကိုထွက်ခဲ့စမ်းငါပဲနားကြားမှတာထင်ပါတယ်အဲ့လိုနဲ့သူ့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲဘလူးကြီးကသူ့ကိုမချီပြီးခေါ်ဆောင်သွားတော့တယ်အဲ့ဒီလိုနဲ့ပဲနောက်တနေ့မှာတော့ဒီနေ့လည်းနောက်တစ်ယောက်သေပြန်ပြီနောက်ဆုံးတော့ကျုပ်တို့ဘယ်ချင်းထိလက်ပိုက်ကြည့်နေကြမှာလဲဟုတ်တယ်မင်းပြောတာမှန်တယ်ဒီဘလူးတွေကျုပ်တို့တစ်ခုခုတော့လုပ်ရတော့မယ်ကဲမင်းတရားကြီးစီကိုတွားကြရအောင်သူကကျုပ်တို့ကိုကူညီနိုင်မှာပါဒီဒုက္ခတွေကိုသူတယောက်ပဲကယ်တင်နိုင်လိမ့်မယ်အဲ့လိုနဲ့ရွာသူရွာသားအလုံးဟာမင်းတရားကြီးရဲ့နန်းတော်စီကိုတွားပြီးအဖြစ်အပျက်အလုံးကိုရှင်းပြကြပါတော့တယ်အရှင်မင်းကြီး
အရှိရဲ့တိုင်းမီကတောအုပ်တွေကိုဘလူးတကောင်ရောက်နေပါတယ်ဖေဟာသူကဖြတ်သွားတဲ့ဘသူ့ကိုမဆိုတက်ပြစ်နေပါတယ်ကျွန်တော်တို့ရဲ့နွားတွေကျွဲတွေနဲ့လူတော်များများလေးတီကုန်ကြပြီအရှင်မင်းကြီးတခုခုလုပ်ပေးပါအောင်ဖေဟာသူဟာတားရဲ့တလိษံတကောင်ဖြစ်နိုင်ပြီးတော့ဗိုက်စာလိုရွာသားတွေကိုတက်ဖြတ်နေရလေဖြစ်နိုင်တယ်စိတ်ချလက်ချတာနေကြပါဒီညငါကိုရောရဲ့စစ်တီရောတွေကိုလွှတ်ပြီးအဲ့ဒီတလိษံကိုရှာခိုင်းလိုက်ပါမယ်အဲ့ဒီချိန်ထိဘသူမှအဲ့ဒီတော်တွေကိုမတွားကြနဲ့အောင်ကျေးဇူးတင်ပါတယ်အရှင်ဒါပေမဲ့တတိထားပါသူကတလိษံမဟုတ်ပဲဘလူးတကောင်မှဖေဟာကဲမင်းတို့အလုံးစိတ်ပူမနေပဲအိမ်ပြန်ပြီးကိုမိသားစုကိုဂရုစိုက်ကြတော့အဲ့ဒီလိုနဲ့နောက်တနေ့ညမှာတော့စစ်သား2ယောက်ဟာတော်တွေကိုထွက်လာခဲ့ကြပါတယ်ဗလာရငါရွာသားတွေစီကကြားတာတော့ဒီတော်ရဲဝင်သွားတဲ့လူတိုင်းဘယ်တော့မှပြန်မလာဘူးလေကွာငါတော့ကြောက်နေပြီမင်းရလေကွာခလေးဆန်တဲ့စကားတွေလာပြောနေရဲ့ဒါကတော်ရိုင်းတလိษံတကောင်ပဲဖြစ်မှာပါရွာသားတွေကအဲ့လိုပဲပုံကြီးချဲ့ပြောတတ်ကြတာသိရလားစစ်တီရော2ယောက်စကားပြောနေရောရုတ်တရက်ဆိုတဲ့လို့ခြုံပုတ်တရားလှုပ်ခတ်လာတယ်ငါပြောသားပဲဒီမှာတရေရှိရလို့မင်းကငါစကားဘယ်တော့မှနားမထောင်မင်းဒီမှာနေခဲ့ငါသွားကြည့်လိုက်မယ်အဲ့လိုနဲ့စစ်တီတော်ဟာကြောက်ကြောက်နဲ့ရှေ့ကိုတိုးသွားခဲ့တယ်ဘယ်သူလဲဟာရှေ့ထွက်ခဲ့စမ်းရှေ့ထွက်မလိုက်မင်းတမကောင်းအဲ့ဒီချိန်မှာပဲခြုံပုတ်ထဲကနေအရေးမဲကြီးတခုထွက်လာပြီးစစ်သားတယောက်ကိုတိုက်ခါလိုက်တော့တယ်အဲ့ဒီမြင်ကွင်းကိုစစ်သားတယောက်ကမြင်သွားခဲ့ရပေါ့အဲ့လိုနဲ့နောက်တနေ့မနေ့မှာတော့ဗလာမင်းညကမင်းဘာတွေမြင်ခဲ့တာလဲပြီးတော့သူ့ကိုဘသူကဒီလိုလုပ်လိုက်တာလဲသူကတလိษံမဟုတ်ပါဘူးအရှင်မင်းကြီးသူကဘလူးတကောင်မှာသူ့မှာအာရင်တွေအများကြီးပဲကျွန်တော်တို့သူ့ကိုဘလို့မှရင်မဆိုင်နိုင်ခဲ့ပါဘူးအရှင်မင်းကြီးကျွန်တော်တို့ကိုခွင့်လွှတ်တော်မူပါသူ့မှာကြီးမားတဲ့သွားကြီးတွေနဲ့ချွန်ထက်တဲ့လက်သေးတွေရှိပါတယ်ဒီစကားကိုပြောပြီးရဲ့နောက်မှာတော့ဗလာလည်းတီးဆုံးသွားခဲ့တယ်အရှင်မင်းကြီးဒါဆိုကျွန်တော်တို့လည်းမလွတ်မြောက်နိုင်တော့ဘူးလားဒီညငါကိုယ်တိုင်တယောက်တည်းတော်သေးသွားပြီသူကတလိษံလားဘလူးလားဆိုတာရှာဖွေရမယ်အရှင်မင်းကြီးကျွန်တော်မျိုးတို့လည်းလိုက်ပြီးတော့အကောက်ကွယ်ပေးပြရစီအမက်ကြီးငါကိုတော့ကိုကောက်ကွယ်နိုင်ပါတယ်တခုခုဖြစ်ခဲ့ရင်တော့ငါတို့ရဲ့တိုင်းပြည်တောင်အားလုံးဟာမင်းအပေါ်မှာပဲရှိတယ်ဒါဟာငါကိုရောရဲ့တခုတည်းတော့အမိန့်ပဲအမိန့်တော့အတိုင်းပါဖေဟာအဲ့ဒီလိုနဲ့အားလုံးဟာသူတို့ရဲ့နေအိမ်တွေစီပြန်သွားကြပြီးမင်းတရားကြီးဝီစီယာကတော့ညရောက်ဖို့ကိုစောင့်ဆိုင်နေခဲ့တယ်အဲ့ဒီလိုနဲ့ညရောက်တဲ့အခါမင်းကြီးဟာတာမဲ့အရက်သားလိုအယောင်ဆောင်ပြီးတိုင်းပြည်တွေကိုလှည့်လည်ကြည့်ရှုနေခဲ့တယ်အဲ့ဒီအချိန်မှာပဲမြို့သမီးတယောက်စိတ်တကောင်းနဲ့အတူတနေရာကိုသွားနေရကိုတွေ့လိုက်ရတယ်ဒါအတော်ထူးဆန်းတဲ့ကိစ္စပဲဒီမြို့သမီးဟာဒီလိုညကြီးချိန်မတော့စိတ်တကောင်းနဲ့အတူတူဘယ်ဟိုသွားနေရလဲမဖြစ်သေးပါဘူးငါသူ့နောက်လိုက်ပြီးတော့ဒီလှည့်ဝက်ချက်ကိုဖော်ထုတ်ရမယ်အဲ့လိုနဲ့မင်းကြီးဟာအဲ့ဒီမြို့သမီးနာကိုတိတ်တဆိတ်နဲ့အိုက်သွားခဲ့တယ်လမ်းလျှောက်ရင်းနဲ့ပဲအဲ့ဒီမြို့သမီးဟာတောရဲကကြီးမားတဲ့ကိုကြီးတစ်ခုစီကိုရောက်သွားခဲ့တယ်အရင်ကဒီနေရာမှာကိုမရှိခဲ့ပါဘူးဒီလိုကြီးမားတဲ့ကိုကြီးကဘယ်လိုဖြစ်ပြီးတော့ဒီလောက်မြင်မြန်ဖြစ်ပေါ်လာတာလဲငါအထက်ဝင်ကြည့်ရမယ်တားလေဒီနေ့တော့မင်းအတွက်ဒါပဲယူလာနိုင်ခဲ့တယ်ဒီစိတ်တကောင်နဲ့တော့မင်းဖိုက်ပြမှာပါမနေ့ပြန်ကြရင်မင်းအတွက်အများကြီးယူလာခဲ့မယ်ကိုရဲကနေတော့လုံးဝမထွက်နဲ့နော်ရွာသားတွေတွေ့သွားရင်မြို့ဒုက္ခပေးလိမ့်မယ်ကဲအစာစားလိုက်တော့အမိသွားတော့မယ်ဒါကဘလို့လက်ဝဲချက်မျိုးလဲဒီဘလူးကဘသူလဲပြီးတော့ဒီမျိုးသမီးကဘာလို့သူ့ကိုတားလို့ခေါ်နေရလဲဒီလိုနဲ့နောက်တနေ့မှာတော့အဲ့ဒီမျိုးသမီးကိုနန်းတော်တွေကိုခေါ်ဆောင်လိုက်တယ်ကဲပြောစမ်းအဲ့ဒီကူတွေကိုမင်းကဘာတားလို့တာလဲပြီးတော့မင်းကတားလို့ခေါ်နေရဲ့အဲ့ဒီဘလူးကဘသူလဲမဟုတ်ပါဘူးအရှင်မင်းကြီးအရှင်မျက်စိမှာဖြစ်ပါလိမ့်မယ်ကျမဒီမှာတယောက်တည်းနေရပါမင်းအမှန်တိုင်းမပြောရင်ငါတို့အဲ့ဒီဘလူးရဲ့ခေါင်းဖျက်ပစ်လိုက်မှာနော်အရင်ဆုံးဂတိပေးပါအရှင်မင်းကြီးအရှင်သူ့ကိုဘာမှမလုပ်ပါဘူးလို့ဂတိပေးပါကောင်းပြီလေငါသူ့ကိုဘာမှမလုပ်ဘူးဒါပေမဲ့အရှင်ဆုံးပြောသူကဘာတူလဲအရှင်မင်းကြီးဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်လောက်ကပါကျမမိဘတွေအိမ်ကိုသွားလေရင်ညရောက်သွားလို့အမေကအိမ်ပြန်မသွားဖို့တားခဲ့ပါတယ်သမီးအချင်းတော်တော်လိမ့်နေပြီပြီးတော့နေလဲကြက်တော့မယ်ညာကြီးမင်းကြီးအိမ်မပြန်ပါနဲ့တော့ဒီမှာပဲအိတ်လိုက်မနေ့ကမှပြန်ပေါ့ဟင့်အမေသမီးအခုပဲအိမ်ပြန်มาဖြစ်မယ်အမေတမဲရောက်လာလို့သမီးကိုမတွေ့ရင်သမီးကိုရိုက်လိမ့်မယ်အမေလွတ်လိုက်မှာပါသမီးရဲ့ဒါပေမဲ့ခဏနေနေကြက်တော့မှာအဲ့ဒါသမီးရဲ့ကလေးတွေမကောင်းဘူးသမီးရဲ့
မနေ့ကမှပြန်มาသမီးရဲ့အမေရဲ့ဒါရီကအယူသီးမှုတွေပါကိုကိမာနေကြက်တာနဲ့ဘာမှဖြစ်ဘူးသမီးရောသမီးကလေးရောကြမ်းပါတယ်သမီးအခုအိမ်ပြန်มาဖြစ်မှာသမီးကနေကြက်တာအောင်မကြောက်ဘူးသမီးယောက်ျားကိုပဲကြောက်တာသွားပြီနော်အမေဘယူစိတ်သွားအောင်နော်သမီးအဲ့လိုနဲ့လာမင်းကလေးဟာအမေဖြစ်သူရဲ့စကားကိုနားမထောင်မနဲ့အိမ်ကိုပြန်လာခဲ့တယ်တောအုပ်ထဲကိုလမ်းလျှောက်နေရောရုတ်တရက်နေကျက်သွားပြီးသူ့ရဲ့အလင်းရောင်ဟာလာမင်းကလေးအပေါ်ကိုကြာရောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ပြန်ရောက်တာနဲ့သူဟာပြင်းထန်စွာဘိုက်နာလာတော့တယ်။ချွေးမရဲ့မနေ့မှပြန်လာလို့မရဘူးလား။နေကျက်နေတာကိုမမြင်ဘူးလား။ဒီလိုအချိန်မှာဘယ်ကိုယ်ဆောင်မိန်းမမှအိမ်ပြန်ထွက်လို့မရဘူး။တရတော့နောက်ကျသွားတယ်ဘာဖြစ်တော့မှမှုတ်လို့လဲကွယ်။အမေမြန်သွားပြီးတော့ဝမ်းဆွဲဆရာမကိုသွားခေါ်ပေးပါ။သူဘိုက်နာနေပြီ။စအောင်တော့ချွေးမအမေကပဲသွားခေါ်လိုက်မယ်စိတ်မပူနဲ့အဲ့လိုနဲ့လာမင်းကလေးရဲ့ရောက်ခမဟာအိမ်နီးချင်းဝမ်းဆွဲဆရာမကိုချက်ချင်းသွားခေါ်ခဲ့တယ်ခဏအကြာမှာတော့ဝမ်းဆွဲဆရာမအခန်းထဲကနေငိုယိုပြီးတော့ထွက်လာခဲ့ပြီးသူ့လက်တွေမှာလည်းသွေးရည်နဲ့ပြည့်နေနေခဲ့တယ်ဆရာမဘာဖြစ်တာလဲလက်မလည်းသွေးရည်နေပါလားတကားပိတ်တကားမမြင်ပိတ်လိုက်စမ်းအထင်းမှာဘလူးတကောင်မွေးလာတယ်အခုငါတို့ရွာကျိန်စာတင့်သွားပြီသူ့ပုံစံကအရန်ကြောက်ဖို့ကောင်းပြီးတော့အလုံးမဲကြောက်စရာကောင်းနေမွေချင်းပဲငါလက်ကိုကိတ်စားပြစ်တယ်ဒီလိုကလေးမျိုးငါတက်တက်မှတစ်ခါမှမမြင်ဘူးအဲ့ဒီကလေးကနေတက်ချင်မှမွေးလာတာဆိုတော့သူကဘလူးမျိုးနဲ့ပဲဖြစ်ရမယ်ငါတို့သူ့ကိုမတက်ရင်ငါတို့ရွာတွေအန္တရာယ်ဖြစ်လာလိမ့်မယ်ဘယ်လိုသဘောရလဲရွာသားတို့ဟုတ်တယ်ခမပြောတာမှန်တယ်ငါတို့ဒီကောင်တက်ပြရမယ်မွေချင်းအောင်တိုက်ခိုင်းရင်ကြီးလိုက်ငါတို့အလုံးကိုတက်ပြစ်လိမ့်မယ်ကဲအားလုံးအထဲဝင်ကြစို့အဲ့လိုနဲ့ရွာသားတချို့အထဲဝင်ကြီးလိုက်တဲ့အခါလာမင်းကလေးရဲ့ရောက်ခမဟာတည်ဆုံးနေပြီးလာမင်းကလေးကတော့တတိလေးနေခဲ့တယ်။သူတို့ပပတ်လေကိုရှာကြည့်ပေမဲ့ခလေးကိုမတွေ့ရတော့ဘူး။ဟာခလေးဘာမှလဲဒီနားတစ်ပိုက်မှာပဲရှိရမယ်။ကြည့်ရတာခလေးကအဲ့ဒီဗရင်ပုတ်ကနေထွက်ပြေးသွားပုံပဲ။ဒါဆိုရင်တော့တောထဲကိုရောက်သွားတာဖြစ်ရမယ်။အဲ့လိုနဲ့ရွာသားအလုံးဟာတောထဲကိုသွားပြီးလိုက်ရှာကြပေမဲ့ဘာကိုမှမတွေ့ပဲလက်ပလာနဲ့ပဲအိမ်ပြန်လာခဲ့ကြရတယ်။အိမ်ကြီးကစားပြီးတောထဲကိုဖျက်သွားတဲ့လူတိုင်းထူးဆန်းစွာသိဆုံးခဲ့ကြရတာပေါ့ဒါပေမဲ့တနေ့မှာတော့လာမင်းကလေးဟာတော်ရဲကိုတယောက်တည်းသွားခဲ့တယ်တာလေဗမာလေအမေလေးမင်းရဲ့အမေထွက်ကြည့်စမ်းမအောင်တားရဲ့အမေမင်းကိုလာတွေ့ရပါထွက်ခဲ့ပါအောင်အမေကတကယ်ပဲကျွန်တော်အမေလားဟုတ်တယ်ငါသားအမေကတကယ်ပဲမင်းအမေပါပြီးတော့ဘာလို့ရွာသားတွေကိုတတ်နေရလဲတာရဲ့ဒီအပြစ်မဲ့တဲ့လူတွေကမင်းကိုဘာများဒုက္ခပေးခဲ့လို့လဲအမေကျွန်တော်ဘိုက်စားတာကိုဖြေဖြောက်ဖို့အတွက်ဒီလူတွေကိုတတ်ရတာပါတာဒီနေ့ရစပြီးဒီလူတွေကိုမတတ်ရတော့ဘူးအမေမင်းအတွက်နေ့တိုင်းစားစရာတခုယူလာပေးမယ်မင်းအဖေနဲ့အမေကမင်းကိုရာစားလို့နာမည်ပေးဖို့စဉ်းစားထားခဲ့တာဒီနေ့ရစပြီးအမေမင်းကိုရာစားလို့ခေါ်မယ်နော်အရှင်မင်းကြီးတကယ်တော့ तू ကကျမရဲ့သားလေးပါသူကအခုမှ9နှစ်ပဲရှိပါသေးရဲ့သူ့ရဲ့ဆာလာမှုကိုဖြေဖြောက်ပေးဖို့ကျမအစားအစာတွေယူသွားပေးရတာပါကြည်စံလာမင်းကလေးမင်းကအမေတယောက်ဆိုပေမဲ့မင်းရဲ့သားအပြစ်မဲ့တဲ့သားတွေခင်မွန်းတွေညီကိုတွေကိုအများကြီးတတ်ခဲ့တယ်ပြီးတော့ तू ကအခုထိငယ်သေးရဲ့ဆိုပေမဲ့ तू ကြီးလာရင်မင်းဘယ်လိုလုပ်သူ့ရဲ့ဆာလာမှုကိုဖြေဖြောက်ပေးမှာလဲ तू ကလူမဟုတ်ဘူးနော်ဘယ်လိုပဲအရှင်မင်းကြီးကျမအတွက်တော့ तू ကဘလို့ပဲဖြစ်ဖြစ်လူဖြစ်ဖြစ်ကျမရဲ့သားပါဘယ်အမေကသူ့သားတည်ဆုံးနေတာကိုကြည့်နေနိုင်ပါလေအရှင်မင်းကြီးသူ့ကိုခွင့်လွှတ်ပေးပါကျမသားကိုဘာမှလုပ်ခွင့်ပေးမှာမဟုတ်ဘူးနော်မင်းအတွက်မင်းသားအရေးကြီးတယ်လို့တခြားအမေတယောက်တွေလည်းသူ့သားအရေးကြီးရပဲအခုမင်းသားကဘသူ့ကိုတတ်အောင်မယ်ဆိုတာငါမသိနိုင်ဘူးဒါကြောင့်ငါတို့သူ့ကိုအရင်တက်ပြရမယ်တော်ပါတော့အရှင်မင်းကြီးပြောနေတာတွေကိုရပ်လိုက်ပါကျမခလေးကိုဘာမှလုပ်ခွင့်ပေးမှာမဟုတ်ဘူးကြားရလားအရှင်ကအရှင်ကလေးကိုတတ်နိုင်ရင်ကျမလည်းကျမကလေးကိုတတ်နိုင်တယ်ပြောစမ်းမအောင်အရှင်ကလေးကိုတတ်ရဲလားတိတ်ဆန်တော်လောက်ပြီမင်းမအလောက်တောင်တက်တီရှိနေတာမင်းသမီးကိုငါသားနဲ့နှိုင်းရှင်ရတယ်ပေါ့စစ်တီတော်တို့ဒီမိမကိုခေါ်သွားပြီးသူ့အသိစိတ်ပြန်ဝင်လာပြီးထောင်ထဲမှာချုပ်ထားလိုက်အဲဒီလိုနဲ့စစ်တီတော်တွေဟာလာမင်းကလေးကိုဖမ်းဆီးပြီးထောင်ထဲမှာချုပ်ထားလိုက်တယ်မင်းကြီးကတော့သူ့ရဲ့တိုင်းပြည်ကဆရာတော်ကြီးစီကိုသွားပြီးတော့အဖြစ်အပျက်အလုံးပြောပြခဲ့တယ်။ပြောပါအောင်ဆရာတော်။အဲ့ဒီဘလို့လုံးမသိမှလဲဖျား။ကျွန်တော်မျိုးရဲ့အတော်ဆုံးစစ်တီတွေကိုသူ့စီလှုပ်ပေးမယ်
9 နှစ်အရွယ်ကလေးတယောက်ကိုဘယ်သူမှမနိုင်ခဲ့ကြဘူးသူ့ကိုဘယ်လိုလုံးမှသိနိုင်မှလဲဆရာတော်မင်းကြီးသူကလူသားမဟုတ်ပဲနေကြချိန်မှာမွေးဖွားလာတဲ့ဘလူးတစ်ကောင်ပဲသူ့ကိုတတ်ဖို့ကမလွယ်ကူပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့မွေးဖွားလာတဲ့ဘယ်ရမစို့တေဆုံးရမှာအသေးချပဲဒါဆိုပြောပါအောင်ဆရာတော်ကျွန်တော်မျိုးတို့သူ့ကိုဘယ်လိုလုပ်ရင်တတ်လို့ရနိုင်မလဲသူ့ကိုတတ်ဖို့တခုတည်းတော့နေလမ်းမရှိရဲ့သူဟာသူ့ကိုယ်သူတတ်သေးမှသာတေးနာလိမ့်မယ်ပြီးတော့ဒါကိုလုံးနိုင်တဲ့လူကလည်းသူ့အမေတယောက်ပဲမင်းကိုကူညီနိုင်လိမ့်မယ်အဲ့ဒီဘလူးကသူ့အမေစကားမလွန်ဆန်နိုင်ဘူးအခုမင်းပြန်နေတော့အချိန်တည်းငါကိုတော်တိုင်းသူ့အမေကိုစီယုံဖို့အဲ့ဒီကိုလာခဲ့မယ်အဲ့လိုနဲ့မင်းတရားကြီးဟာဆရာတော်ကိုကြော့ပြီးနန်းတော်စီကိုပြန်လာခဲ့တယ်မိဖုရားအခုကျမ်းမာရေးချင်းနေဘလို့လဲနေကောင်းသွားပြီလားအရှင်မင်းကြီးကျမဖြစ်နေတဲ့ယောဂကျမအသက်ကိုနှုတ်ယူသွားရမယ်ပုံပါပဲကျမအသက်ရှင်အောင်မလားတော့မသိရောပါဘူးစိတ်ချလက်ချအနားယူပါမိဖုရားဘာမှဖြစ်စေရအောင်ပြီးတော့သားတော်လေးကိုလည်းဂရုစိုက်ပါအဲ့ဒီလိုနဲ့လာမင်းကလေးယာကိုထောင်ထဲမှာချုပ်ထားတာ3 ရက်ရှိသွားခဲ့ပြီသူမအသားဖြစ်သူတွေအစာမပိုးနိုင်တော့ပဲတစ်ဖက်မှာလည်းရစားဟာသူ့မိတွေအရင်စိတ်ပူပြီးဆာလာမှုကြောင့်ဒုက္ခရောက်နေခဲ့တယ်ဒီနေ့နဲ့ဆို3 ရက်ရှိပြီအမေအစာမယူလာသေးဘူးသူနေမကောင်းဖြစ်နေရများလားသူဘာမှဖြစ်တော့ပါအောင်နော်အခုငါကိုယ်တိုင်သွားရှာရမယ်ထင်တယ်ဒါမှငါဘယ်လိုရှာရမလဲအမေကအပြင်မထွက်ဖို့တားထားတာအဲ့လိုနေရှာစားဟာသူ့ကိုယ်ထဲကနေထွက်လာပြီးရွာဘက်ကိုရှောက်လာခဲ့တယ်အဲ့ဒီချိန်မှာလူနှစ်ယောက်စကားပြောနေရကိုကြားလိုက်ရတယ်ဟဲ့ကောင်မင်းတွေ့လားလွန်ခဲ့တဲ့3 ရက်တွင်ဘယ်သူမှမသိတော့ဘူးကြည့်ရတာမင်းကြီးကသူ့အမေကိုထောင်ထဲထည့်လိုက်တော့ဘယ်လိုလဲကြောက်သွားပုံပဲဟုတ်တယ်မင်းပြောတာမှန်တယ်တနာစရာလာမင်းကလေးရတော့အဲ့ဒီဘလူးကြောင့်အပြစ်ဒဏ်ခံနေရပြီမင်းကြီးကသူ့ကိုဘယ်လောက်တောင်နှိပ်စက်ထားမလဲမသိဘူးအဲ့လိုနေရှားစားဟာတစ်ပင်နောက်ွယ်မှာနေပြီးသူတို့စကားကိုနားထောင်နေခဲ့ပြီးသူ့အရန်ကိုဒေါသထွက်သွားခဲ့တယ်ညရောက်လို့တရွာလုံးအိပ်ပျော်နေတဲ့အချိန်မှာရာဇာဟာနန်းတော်စီသွားပြီးမင်းတရားကြီးရဲ့သားတော်လေးကိုခေါ်ဆောင်သွားခဲ့တယ်နောက်တနေ့မနေ့မှာမင်းကြီးဟာသူ့သားတော်လေးနေရာမှာမရှိတော့တာကိုသိလိုက်ရတော့မင်းကြီးဟာလာမင်းကလေးယာကိုဘလူးရဲ့ကိုရှိရာကိုခေါ်ဆောင်သွားတယ်မိဖုရားကြီးသားတော်လေးဘက်မှာလဲမင်းတရားကြီးစီမှာလားမဟုတ်ဘူးအစီကံလာမင်းကလေးယာရဲ့သားရာဇာကငါ့သားကိုခေါ်သွားပြီမင်းကြီးကလည်းလာမင်းကလေးယာကိုတော်ရဲကကိုစီခေါ်သွားပြီအဲ့ဒီဘလူးကငါ့သားကိုတခုခုလှုပ်လိုက်မှဆိုးတယ်ငါတို့တော်ရဲကိုအပြန်သွားရမယ်မိဖုရားကြီးနေမကောင်းဖြစ်နေတာဘလို့သွားမှလဲမင်းကြီးလည်းသွားပြီပဲမဟုတ်ဘူးငါသွားမှဖြစ်မယ်ငါတောင်ငါခဲ့ရမယ်အဲ့လိုနဲ့မိဖုရားကြီးဟာတော်ရဲကိုလိုက်သွားခဲ့တော့တယ်မောင်လေးရဲ့ငါတို့သားမင်းကိုဘာမှဒုက္ခပေးခဲ့လို့လဲသူ့ငါစီပြန်ပေးပါနော်သူ့ကိုဘာမှမလုပ်ပါနဲ့ငါတို့သားလေးကိုငါတို့တောင်ကောင်းကောင်းမမြင်ရသေးပါဘူးကွယ်သူ့ရဲ့နူးညံ့တဲ့လက်လေးပြီးတခုခုဖြစ်သွားမှဆိုတယ်အခုကဘာအတွက်ငါတို့ကိုအပြစ်ပေးနေရလဲမင်းကိုမဟုတ်ဘူးမင်းယောက်ျားငါအမေကိုအများကြီးနာကြအောင်လုပ်ခဲ့တာငါအမေကိုသူနှိပ်စက်ခဲ့တယ်အခုငါသူ့သားကိုချမ်းသာပေးမှာမဟုတ်ဘူးငါသူ့ကိုတတ်ပြစ်မယ်မောင်လေးရဲ့ငါသားတခုခုဖြစ်သွားရင်ငါဘွားကအတိတ်ပဲမရှိတော့ဘူးငါမင်းတရားကြီးကိုစားမင်းကိုတောင်းပန်ပါတယ်ပြီးတော့မင်းမေကိုလည်းငါတစ်သက်လုံးအလုပ်ကြီးပြုတ်ပါမယ်ငါသားကိုလွတ်ပေးပါအဲ့ဒီလိုနဲ့မိဖုရားကြီးကတောင်းပန်ခဲ့ပေမဲ့အဲ့ဒီဘလူးကတော့လုံးဝနားမထောင်ခဲ့ပါဘူးခဏကြာမှတော့ဆရာတော်ရောက်လာပြီးလာမင်းကလေးယာကိုပြောလိုက်တယ်လာမင်းကလေးယာကြည်စံမင်းသားမိခင်ပေါင်းများစွာရဲ့ရှင်ဝင်ကိုဖျက်ဆီးခဲ့ပြီးဒီနေ့နောက်ထပ်အမေတယောက်ရဲ့နှလုံးသားကိုပျက်စီးရော့မယ်မင်းရဲ့တကူကောင်းဆံမှုကြောင့်သူ့ကိုကယ်တင်ခဲ့ပေမဲ့သူဘလောက်တောင်အပြစ်မဲ့တဲ့လူတွေကိုတတ်ခဲ့ပြီးပြီလေနောက်ထပ်ဘလောက်တောင်တတ်အောင်မလဲဆိုတာဘယ်သူသိနိုင်မှာလဲဒီကလေးကိုတတ်လိုက်ရင်သူ့အမေရဲ့ကျိန်စာကမင်းပေါ်မှာတက်ရောက်လိမ့်မယ်မင်းသူ့ရဲ့ဆာလောင်မှုကိုဖြေဖြောက်ပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီအမေတွေရဲ့ကျိန်စာကိုတော့မင်းခင်ရမှာအသေးချပဲမင်းငိမ့်ချမ်းစွာနဲ့နေနိုင်မှာမဟုတ်ဘူးအခုချိန်ရစပြီးလှုပ်တင်လှုပ်ထိတ်တာကိုလှုပ်ပါရစာမိဖုရားကြီးရဲ့သားတော်လေးကိုသူ့စီပြန်ပေးလိုက်ပါမပေးနိုင်ဘူးအမေဒီမင်းကြီးကအမေကိုနှိပ်စက်ခဲ့တာကျွန်တော်သူ့ခလေးကိုလှုပ်ပေးမှာမဟုတ်ဘူးကြည်စံငါမင်းကိုပြန်ပေးလိုက်လို့ပြောနေရလေမင်းကြောင့်ငါဒီလိုတွေလုပ်ခဲ့တယ်ဆိုတာမင်းနားမလဲဘူးလားအဲ့လိုနေရစာဟာကလေးငယ်လေးကိုမိဖုရားကြီးလက်ထဲကိုပြန်ပေးလိုက်ပါတော့တယ်ရစာနင်းကြောင့်ငါဒုက္ခများကြီးခံစားခဲ့ရတယ်မင်းလူပေါင်းများစွာကိုတက်ပြီး
ငါဘဝကိုခက်ခဲအောင်လုပ်ခဲ့တယ်လူတိုင်းကငါ့ကိုပြောကြတယ်ဘလူရဲ့အမေတဲ့အခုငါဒီအမဲဆက်နဲ့မနေချင်တော့ဘူးငါတီသွားတာကမှပိုကောင်းမယ်အခုငါမင်းအတွက်ဘာမှမလုပ်ပေးနိုင်တော့ဘူးအမေပြောအမှန်ပါတယ်ကျွန်တော်ကြောင့်အမေအများကြီးဒုက္ခတွေခံစားခဲ့ရတယ်လူတိုင်းရဲ့ပြောဆိုမှုကိုခံပြီးအမေကျွန်တော်ကိုပြုစုပြောထောင်ပေးခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်အမေရဲ့ကျေးဇူးကိုဘယ်တော့မှပြန်ဆက်နိုင်မှာမဟုတ်ပါဘူးကျွန်တော်ကြောင့်အမေလူတွေကြားထဲမှာခေါင်းငုံပြီးနေခဲ့ရတယ်ဒါပေမဲ့အခုတော့ဒီလိုမဖြစ်စေရတော့ပါဘူးကျွန်တော်ကဘလူးတက်ကောင်လူတွေနဲ့အတူနေဖို့မသင့်တော့ပါဘူးအမေတားချရတဲ့အမေကျွန်တော်ကအမေရဲ့ချစ်လာစွာသောရာဇာပါကိုဂယူစိုက်ပါနော်အမေအဲ့ဒီချိန်မှာပဲရာဇာဟာမင်းတရားကြီးရဲ့ဓာတ်ကိုလွတ်ယူပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတော့တယ်ပရိသတ်များရှင်ဒီပုံမြင်လေးကနေပေးခြင်းတဲ့သင်ခန်းစာကတော့မိခင်တယောက်ရဲ့မေတ္တာဟာအလွန်ကြီးမားပြီးတော့အခြေအနေမဲ့ဖြစ်ပေမဲ့အဲ့ဒီမေတ္တာကအများပြည်သူကိုထိခိုက်နစ်နာစေတဲ့အခါမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့အလွန်အရေးကြီးရဲ့ဆိုရပါပဲအမေတယောက်ရဲ့ချစ်ချင်းမေတ္တာကသူ့သားကိုကယ်တင်နိုင်တယ်လို့သူရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကလူအများကြီးကိုလည်းကယ်တင်နိုင်တယ်ဆိုတာကိုဒီဇလန်းလေးကဖော်ပြနေခဲ့ပါတယ်ရှင်